ရန်တန်တဲ့ promotion တွေအပြင် Valentine Day ညလေးမှာချစ်ရတဲ့သူလေးနဲ့စီရိုနာမှာ dinner စားနိုင်မယ်ကျွန်တော်တို့ Alpha Electronic Showroom ရဲ့ Valentine Special Promotion လေးလာပါပြီလာမယ့် February လ1ရက်နေ့ကနေ14ရက်နေ့ထိ Valentine Special အနေနဲ့ကျွန်တော်တို့ရဲ့ The Central Boulevard က Alpha Electronic Showroom ကြီးမှာ up to 20% ထိ discount တွေ cashback တွေပြန်ပေးမဲ့အထူးရောင်းစီစဉ်လေးရှိနေပါတယ် Valentine Day မှာကိုချစ်ရတဲ့ကောင်မလေးကိုတန်ဖိုးနဲ့ရှိရမယ်ခက်လဲမိရမယ်အများတန်းလဲအသုံးဝင်သေးနိုင်မဲ့လက်ဆောင်တွေစဉ်းစားရချက်နေပြီဆိုရင်တော့ကျွန်တော်တို့ရဲ့နှလုံးသွဲဝင်ပိုတက်တာစေပြီးနေ့စဉ်ဘဝကိုထောက်ကူပြုပေးမယ် smart gadget တွေဖြစ်တဲ့ Alpha Smart Watch Alpha Bud Glassy Alpha Bud Elite Alpha Bud Crystal Alpha Bud Vibe Alpha Bud Empower တွေကိုအခုပြထားတဲ့ဈေးတွေနဲ့တစ်လုံးပဲဝယ်ရင် 20% discount နဲ့ရမယ်နှလုံးဝယ်ရင်ပိုတက်တာစေမဲ့ video special promotion ဈေးတွေနဲ့ရောင်းပေးသွားမှာပါလူချင်းမိဘတွေမင်္ဂလာဆောင်မဲ့ဇုံတွဲတွေအတွက်လည်းကိုယ့်ရဲ့အိမ်အတွက်ပဲဖြစ်ဖြစ်လက်ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ်လာမယ့်နေရာဒီမှာမီးပြက်မီးလာအသုံးဝင်စေမဲ့ Alpha Air Cooler RAC 200 BD Alpha Air Cooler RAC 400 BD Alpha Smart Watch ANSM 55 Alpha Infrared Cooker ANIC 260B အဲ့ဒါလေးတွေကိုအခုပြခဲ့သလိုဈေးလေးတွေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်ကိုယ်တိုင်အတွက်ဝယ်ချင်တာပဲဖြစ်ဖြစ်ကိုချစ်ရတဲ့တငယ်ချင်းတွေမိတ်ဆွေတွေအတွက်ပဲဖြစ်ဖြစ်ဝယ်ပေးချင်တယ်ဆိုရင်တော့ Alpha Bud Glassy Alpha Power Bank Alpha Watch Alpha Bud Crystal Minimate Battery Air Cooler RMAC 15BT လေးတွေကိုအခုပြထားသလို short ဈေးလေးတွေနဲ့ဝယ်ယူနိုင်ပါပဲဖြစ်ပါတယ်ဒါအပြင်အတွဲလိုက်လေးတွေဝယ်ယူရင်လည်းပိုတက်တာဖို့အတွက် RAC 200BT နဲ့ ANSM 55တွဲဝယ်ရင်နောက်ထပ် Alpha Watch ANSM 55တစ်လုံးလက်ဆောင်ထပ်ရမယ် RAC 400BT နဲ့ ANSM 55တွဲဝယ်ရင်လည်းနောက်ထပ် Alpha Watch တစ်လုံးလက်ဆောင်ထပ်ရမယ် ANFF 160BT Battery Stand Fan လေးနဲ့ Alpha Infrared Cooker ANIC 260B လေးသာတွဲဝယ်ရင်နောက်ထပ် Alpha Bud Crystal လေးပါထပ်ပြီးလက်ဆောင်ရရှိအောင်ပါဖေဖော်ဝါရီလ1ရက်နေ့ကနေဖေဖော်ဝါရီလ14ရက်နေ့လယ်ပိုင်းလောက်ထိဝယ်ခဲ့တဲ့သူတွေအတွက်2သိန်းမို့ဆို Lucky Draw Coupon တစ်စောင်3သိန်းဆို2ဆောင်6သိန်းဆို3ဆောင်အနေနဲ့ဖေဖော်ဝါရီလ14ရက်ညနေလေးမှာစီဒိုနာရဲ့အထူးတင်တာစားခွင့်လေးကိုမဲဖောက်ပြီးတော့အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်အယောင်းကာလတွေမှာလည်းဒီလို flying machine နဲ့ဝင်ပြီးပျော်ပါပါကူပွန်တွေဖန် gift voucher တွေရနိုင်မဲ့ activity တွေလည်းရှိနေပါမယ် gift voucher လေးထပ်ဖမ်းနိုင်မယ်ဆို promotion ပေါ် promotion စင်တဲ့အတွက်ထပ်ပြီးတက်တာအောင်ပါပါဒီ game လေးတွေကဝယ်မမဟုတ်ဘူးနော်မဝယ်လဲဆော့လို့ရပါတယ် Alpha Electronic Showroom ရဲ့ Valentine Special အယောင်းစီစဉ်လေးကတော့ February လ1ရက်နေ့ကနေ February လ14ရက်အထိပဲမို့ကိုအတွက်ကိုချစ်သူလေးအတွက်ကိုမိဘတွေကိုတငယ်ချင်းတွေအတွက်လိုအပ်တာလေးခင်မိပြီးအသုံးဝင်တာလေးဝယ်ပေးခြင်းလို့ဒါမှမဟုတ်လက်ဆောင်ပေးဖို့စဉ်းစားနေပြီဆိုရင်တော့စီရိုနာမှာ dinner စားခွင့်တွေ cashback နဲ့ gift voucher တွေရနိုင်မယ်လက်မလွတ်တဲ့အထူးစီစဉ်လေးကိုသတင်းကောင်းလေးပါလိုက်ပါတယ်ခင်ဗျာအသေးစိတ်တဲ့ဈေးလေးတွေကိုဒီသေးသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Alpha Electronic Facebook page မှာတွားရောက်လေ့လာမေးမြန်းနိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်တို့ကိုဖုန်းမှာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်